Europa League မှာအကယ်၍ကျွန်တော်တို့ကဘုံမဆွဲခဲ့ဘူးဆိုလို့ရှိရင်ပြောဖို့စောင့်နေရမှာအများကြီးပဲအဲ့ခါကြာလို့ရှိရင်ပို့ပြီးတော့အစာပေါင်းများစွာအပြောခံရလိမ့်မယ် Arsenal fan တွေ Champions League ကထွက်သွားလို့ online မှာပျောက်နေသလိုမျိုးပို့ပြီးတော့မှ Man U fan တွေပျောက်သွားလိမ့်မယ် Legend တွေကိုကျွန်တော်တို့ကမကောင်းသားပြောလို့တော့မရဘူးဗျ Legend တွေတီဆောက်ခဲ့လို့တာကျွန်တော်တို့အနေနဲ့ social media မှာပေါ့နော်ပရိသတ်ချင်းတွေတိုက်တဲ့အခါမှာမျက်နှာမငယ်ရဘူးသူတို့အခုချိန်မှာ United ကိုဝေဖန်နေတယ်ဆိုတာလေမမားနေဘူးဒါပေမဲ့ United ဘက်ကနေလေဖလားသလုံးကိုပဲရွေတင်တာလေမှန်တယ်ဒါပေမဲ့ဖလားသလုံးယာပြီးသွားသည့်တိုင်အောင်မှနောက်ရသည်မှာပေါ့နော်ဘယ်ပွဲကိုကံမြန်နိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးလိုင်ယွန်နဲ့ပွဲရလို့မျိုးအားထုတ်မှုမျိုးကိုအသင်းအနေနဲ့အဲ့ကာချာတခုကိုပြန်ပြီးတော့ယူဆောင်လာမှရမယ်လို့United ပြည်တဲ့များတော့မင်္ဂလာပါ Otaboot TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်နဲ့ကိုကျူးနဲ့ပေါ့နော် WhatsApp နဲ့ပွဲပြီးမှ United ပြည်တဲ့တွေကိုဘာတွေပြောချင်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသားမှာပဲဖြစ်ပါတယ်ဗျမင်္ဂလာပါကိုကျူးရေမင်္ဂလာပါ WhatsApp နဲ့ပွဲပြီးသွားချိန်မှာကိုကျူးအနေနဲ့ United ပြည်တဲ့တွေကိုပြောချင်တာလေးရှိမယ်လို့တော့ကျွန်တော်ထင်ပါတယ်ကိုကျူးအနေနဲ့ဘာတွေများပြောချင်လဲပေါ့ဒါပေါ့ဗျဒီ WhatsApp နဲ့ပွဲပြီးဆိုတာထက်ပေါ့နော်ဒါ Vivo နဲ့ဒုတိယကြော့အပြီးတွေကကျွန်တော်ပြောချင်တဲ့စကားလေးလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒါဒီအကြောင်းကိုလည်းကျွန်တော်ရဲ့ဒါ Man U page တစ်ခုဖြစ်တဲ့ဒါ Man U concept မှာလည်းကျွန်တော်မျှဝေခဲ့ပါသေးတယ်အဲတော့ကလည်းအမြင်တွေကတော့တဝက်စီလေးတော့ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒါ Manchester United ပရိသတ်တွေကိုကျွန်တော်ကအပျော်မစောဖို့ပေါ့ဗျာအပျော်မစောဖို့ကျွန်တော်ကပြောချင်တာပေါ့နော်အဲ့တော့ဒါကိုလက်ခံတာလည်းရှိသလိုလက်မခံတာလည်းရှိတယ်သေချာလေးစဉ်းစားတွေးတောတက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပျော်မစောသင့်ဘူးလို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့အဲ့တော့ပထမဆုံးကျွန်တော်အကြောင်းရင်းလေးနဲ့ကျွန်တော်စပြီးတော့ပြောမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီ Arsenal ပေါ့ Arsenal နဲ့ Manchester United ဆိုတာကတကယ်ကိုမဟာပြိုင်ဘက်တွေပါပဲ Arsenal Champions League ကထွက်သွားတဲ့အခါမှာ Manchester United တွေရဲ့ break တွေတော်တော်လေးကိုပျော်ကြတယ်ဗျဒီဘက်ကိုကျွန်တော်တွေ့တယ်ပေါ့နော်အဲဒီလိုနဲ့ Vivo နဲ့ Man U တွေရဲ့ဒုတိယကြော့ပြီးသွားတယ်ကျွန်တော်တို့တကယ်ဗျ Manchester United တွေတကယ်ကိုရုန်းကန်နေရတဲ့ Manchester United တွေက Vivo ကိုနှစ်ကြော်ပေါင်းရက်လက် 7-1 နဲ့နိုင်ပြီးတော့နောက်စစ်ကိုတက်သွားမယ်လို့ semi final မတိုင်ခင်မှာလာပြောမယ်ဆိုလို့ရှိရင်ယုံမဲ့လူဘယ်သူရှိတော့လဲဘယ်သူမှမရှိနိုင်ဘူးကျွန်တော်တို့တက်မယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့ကတ်နိုင်မယ်ပေါ့ဗျာဥပမာပြောမယ်ဆိုလို့ရှိရင်တော့3ဂိုး1ဂိုးလို့ဟိုဒီပွဲဟိုပထမကြောဒုတိယကြောပေါ့နှစ်ကြောပေါင်းရက်လက်ပေါ့နော်2ဂိုး3ဂိုးလို့ပြီးတော့ဘာလဲ4ဂိုး2ဂိုးလို့ဒီလိုရက်လက်မျိုးရင်းနဲ့ပဲကျွန်တော်တို့ကတက်မယ်လို့ပဲကျွန်တော်တို့မျှော်လင့်ထားတဲ့အချိန်မှာ7-1ဆိုတာကြီးက9ဂိုး1ဂိုးဆိုတာအရင်ပြတ်သားတဲ့အခါမှာကျွန်တော်တို့ကမထင်ထားအောင်အဲ့ဒီအချိန်မှာဘာဖြစ်သွားလဲအရန်ကိုပျော်ကြရတယ်ပေါ့တစ်ဖက်က Arsenal ကလည်းရှုံးပြီးပြန်ပွဲကနေထွက်လိုက်ရတယ်သူတို့အရန်လိုချင်တဲ့ဖလားတစ်ဖက်က Man U ကလည်း Europa League ဖလားတက်သွားတဲ့အခါမှာ Man U fan တွေရဲ့အပျော်ကအရန်ကိုများသွားတယ်ပေါ့ဒီနေရာမှာကကျွန်တော်ပြောချင်တာက Man U fan တွေကဒီအချိန်မှာအရန်ကိုပျော်နေကြတယ်ဟုတ်ပါတယ်ပျော်လို့ရပါတယ်အဲ့ဒီအပျော်တွေက Europa League မှာသာဘုံမဆွဲခဲ့ရင်ဘယ်လိုဖြစ်မလဲဆိုတဲ့နေရာကိုပေါ့သူတို့အဲ့လောက်ထိအရှိမတွေးကြတော့ဘူးဗျ Europa League မှာသာအကယ်၍ကျွန်တော်တို့ကဘုံမဆွဲခဲ့ဘူးဆိုလို့ရှိရင်ပြောဖို့စောင့်နေရမှာအများကြီးပဲဟုတ်ပါတယ်အဲ့ခါကြာလို့ရှိရင်ပို့ပြီးတော့အစာပေါင်းများစွာအပြောခံရလိမ့်မယ် Arsenal fan တွေကျွန်တော်တို့ Champions League ကထွက်သွားလို့ online မှာပျောက်နေသလိုမျိုးပို့ပြီးတော့မှ Man U fan တွေပျောက်သွားလိမ့်မယ်အဲ့လိုမျိုးကျွန်တော်ကထောက်ပြခြင်းတဲ့အခါမှာအပျော်မစောဖို့အတွက်ကျွန်တော်ကထောက်ပြခဲ့တယ်ပေါ့ဗျာအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့အရာအလုံးဖြစ်သွားပြီးမှပျော်ကြပေါ့ Arsenal ဆိုလို့ရှိရင်လည်း semi final ရောက်တာနဲ့တင်သူတို့ဟာ Champions League ဖလားကိုရတော့ပဲပုံစံမျိုးနဲ့ပျော်ကြတယ်တကယ်တမ်းဘာဖြစ်သွားလဲမရပါဘူးဒီချိန်မှာအရာအလုံးကအလကားပဲအဲ့တော့ကျွန်တော်ပြောချင်တာကအပျော်တွေမစောဘူးပေါ့အပျော်တွေမစောဖို့ကျွန်တော်ကပြောတဲ့အခါမှာလက်မခံတဲ့အပိုင်းရှိတဲ့လူတွေကိုကျွန်တော်ကဥပမာတစ်ခုနဲ့ကျွန်တော်ကပေးပြီးပြောချင်တယ်ဟုတ်ကဲ့ပါ WhatsApp နဲ့ပွဲမှာဘာဖြစ်သွားလဲရှုံးသွားတယ်Man U သင်းဟာနိုင်ငံတကာပွဲတွေပြီးွားတဲ့ကအခုတည်းက Premier League မှာနိုင်ပွဲလုံးဝမရသေးဘူးဒီနေရာမှာ Man U သင်းကလူချန်ကစားတယ်လို့ပြောလို့လည်းအသိပြီးတော့မရဘူးဘာလို့ဆိုတော့ Man U သင်းရှုံးခဲ့တဲ့ပွဲတွေတည်ကြခဲ့တဲ့ပွဲတွေရဲ့လူစင်းကိုကျွန်တော်တို့ကြည့်လိုက်မယ်ပေါ့ဒီနေရာမှာကျွန်တော်တို့ရှုံးခဲ့တဲ့ပွဲတွေရဲ့လူစင်းတွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အနည်းဆုံးတော့ပြိုင်ဘက်ကိုတည်လောက်တော့ယူနိုင်ခဲ့တဲ့တယ်ဆိုတဲ့အခြေအနေမျိုးလေးတွေရှိခဲ့တယ်ဗျာဟုတ်ပါတယ်ဗျာဒီလိုအနေထားမျိုးမှာတော့တည်တော်မယူနိုင်တဲ့အသင်းကိုEuropa League မှာတော့ Champion ကျင်းသေးပေါက်ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုသွားပြောရမှာလဲဘယ်လိုစိတ်နဲ့ကျွန်တော်တို့ကကြိုပြီးပြောရမှာလဲ Premier League မှာတော့မှဒီပွဲတစ်ပွဲကိုတော့မှနိုင်ပြီဆိုတော့မှကျွန်တော်တို့ကပွဲဆက်တာချင်းမှာဘယ်လို့မှမခံမှန်းရဲတဲ့အသင်းဟုတ်ပါတယ်ဒီလိုအခြေအနေမျိုးမှာပရိသတ်တွေကလူဆုံထုတ်မသုံးပါနဲ့လို့ပြောနေတဲ့အခြေအနေကနေပြီးတော့လူဆုံနီးပါးထုတ်သုံးပြီးတော့ပွဲတွေကလည်းရှုံးနေတဲ့အပြင်တယောက်ပြီးတယောက်နာနေတဲ့အသင်းကျွန်တော်တို့ကြိုမပြောသင့်ဘူးလေလက်ရှိ Manchester United နဲ့ပတ်သက်တဲ့အရာအားလုံးကဘာဆိုဘာမှပြောလို့မရဘူးဒီပွဲနိုင်လဲနိုင်မယ်ရှုံးရင်လည်းရှုံးမယ်ဆိုတော့အခြေအနေမျိုးမှာတော့ကိုယ်အသင်းအခြေအနေကိုကိုသိပြီးတော့အားပေးတာကသာအဖြစ်မှန်တစ်ခုလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒီ WhatsApp နဲ့ပွဲပြီးမှာပေါ့နော်ကျွန်တော် United နဲ့ပတ်သက်ပြီးပြောချင်တာဘယ်လိုလဲဆိုတော့ Legend တွေပေါ့ဗျာဟုတ်ကဲ့ Legend တွေကိုကျွန်တော်တို့ကမကောင်းသားပြောလို့တော့မရဘူးဗျာဘာဖြစ်လို့လဲဆိုတော့ Legend တွေတီဆောက်ခဲ့လို့တာကျွန်တော်တို့အနေနဲ့ဒီလက်ရှိ social media မှာပေါ့နော်အသင်းတွေပရိသတ်ချင်းတွေတိုက်တဲ့အခါမှာမျက်နှာမငယ်ရဘူး Legend တွေတီဆောက်ပေးရတာတွေအများကြီးပါတယ်နော်ဒါပေမဲ့လည်းကျွန်တော်တို့တစ်ခါတလေမှာတော့ Legend တွေကအသင်းကိုပို့ပြီးတော့စိုးရွားစေတဲ့
pressure တွေပေးတယ်လို့တော့ကျွန်တော်ကမြင်တယ်ပေါ့နော်ဒုတိယပြဒီ Posco ပေါ့ Posco ကဘောလုံးကစားခဲ့တဲ့အချိန်တော့မှတကယ်ကောင်းတဲ့ကိုယ်တကယ်လည်းကောင်းတယ်လို့သူ့ရဲ့ဘောလုံးနဲ့ဘောလုံး blog ကအနားယူပြီးနောက်မှာသူ့ရဲ့ပန်တိလုပ်တဲ့အခါမှာလည်းတကယ်ကိုတော်တဲ့အတင်းမှာပါတယ်လို့ကျွန်တော်တို့ခံယူရတယ်ပေါ့နော်ခံလဲခံစားရပါတယ်သူပြောတဲ့ဟာဘယ်လိုမျိုးလဲဆိုတော့ United အနေနဲ့ပေါ့နော်ဒီဖလားတစ်လုံးကိုယူရပြီးပဲကစားပြီးတော့ကျန်တဲ့ဖလားတွေကိုဘာမှမဟုတ်တယ်လို့မျိုးပြမြလိမှာဘာမှမဟုတ်တယ်လို့ကစားနေနိုင်ရ United ရဲ့ပုံစံမဟုတ်ဘူးလို့သူကတော့ပြောတယ်ပေါ့နော်ဒါတွေကလည်းနီးပြနဲ့လည်းဆိုင်လိုက်မယ်ဆိုပြီးတော့သူကနီးပြကိုပါသူကပြောရတဲ့ပုံစံမျိုးလေးပေါ့သူပြောရလဲမှားလားဆိုတော့သူတို့တီဆောက်ခဲ့တဲ့ United ရဲ့အဆင့်တန်းနဲ့ကြည့်မယ်ဆိုရင်တော့ဒါကမမှားဘူးပေါ့ United ဆိုတာကဒီဖလားဘောင်းဆောင်မှာသူကပြန်ဆိုင်နေရတဲ့အတင်းပေါ့နော်ဖြစ်နိုင်ဖလားအကုန်လုံးရအောင်စူးစမ်းနေရတဲ့အတင်းဆိုတဲ့အနေထားမှာဖလားတစ်လုံးကိုပဲယူရပြီးကစားမယ်ကျန်တဲ့ပြိုင်ပွဲတွေကိုတော့ဖြစ်သလိုပဲကစားနေရဆိုတာအကြီးကသူတို့ဘက်ကကြည့်နေတာလက်မခံဘူးပေါ့ဒါပေမဲ့လက်ရှိအခြေအနေနဲ့ကျွန်တော်ပြန်ပြီးတော့ကြည့်ရမယ်ပေါ့နော်လက်ရှိအခြေအနေရကြည့်မယ် United အတင်းကဘလိုနီးနဲ့မှဖလားဘောင်းဆောင်ဖလားလမ်းကြောင်းဘောင်းဆောင်မှာအင်ပြည့်အားပြည့်ကစားနိုင်ဆိုရင်မရှိဘူးဗျဒါအမှန်တိုင်းပြောတာနောက်ရာဒီမှာလည်းအဲ့လိုမျိုးအင်ပြည့်အားပြည့်ကစားနိုင်ဆိုရင်ရှေ့အောင်မှာမဟုတ်သေးဘူးဒါ United လက်ရှိဖြစ်နေတဲ့အမှန်တရားပဲဘာဖြစ်လို့လဲဆိုတော့အတင်းရဲ့လူစည်းကိုကြည့်လိုက်မယ်ဆိုနာမည်တွေကတော့ထွက်နေတယ် United ဆိုတဲ့နာမည်ကြောက်တာဒီကစားသမားတွေကဒီလိုဖြစ်နေတယ်ဆိုတာကိုကျွန်တော်တို့သိချမသိကြတယ်ဒါရင်သူတို့ကွင်းနဲ့ထက်လိုက်ထည့်လိုက်တဲ့အခါမျိုးမှာအဆင်မပြေရတယ်အများကြီးရှိတယ်ပြောရမယ်ဆိုရင်ဘောဆန်နဲ့ပွဲမှာဆိုရင်ဥကာလေးတွေနဲ့လုံလောက်တဲ့ဆန်းစာယူမရှိဘူးမင်းယူတွေလည်းအခုတည်းကလုံလောက်တဲ့ဆန်းစာယူမပြနိုင်သေးဘူးဂါနာချိုတွေလည်းလူစားဝင်လာပြီးပဲပွဲဖြီကိုပြောင်းနိုင်တော့တဲ့ဒီမကောင်းသေးလို့ Harry Ms တို့လိုမျိုးလူငယ်ကစားသမားတွေကလည်းအားကိုးလို့ရပါတယ်ဆိုတဲ့အခြေအနေမျိုးမှာမရှိဘူးเนาะပြောမယ်ဆိုကျွန်တော်တို့ကဒီ United မှာကစားနေတဲ့ကစားသမားတွေကိုလိုလာတဲ့ပို့ပြီးဝေဖန်တာမျိုးတော့မလုပ်သင့်ဘူးဆိုပေမဲ့လေဒီကစားသမားတွေဒီလိုဖြစ်နေရဆိုတာမျိုးတော့ကျွန်တော်တို့ကပြောလို့ရတယ်လို့ကျွန်တော်ထင်တယ်ပေါ့เนาะဒါကြောင့်မလို့ Posco ပြောတဲ့ဖလားသလုံးတဲ့ UAB ကျန်တဲ့ဖလားကိုချန်တယ်ဆိုတာက United လက်ရှိနေထားရဆိုအဲ့လိုလုံးမှာပဲရမှာဘာဖြစ်လို့လဲဆိုတော့အကယ်၍များပေါ့เนาะUnited တင်းကအဆင့်ကတော့9-6ပေါ့ချန်ပီယံလိဝင်ခွင့်နဲ့ပြန်နေတဲ့အခြေအနေမျိုးယူရိုပါလိမှာလည်းဆီမီဖိုင်နယ်ရောက်နေတဲ့အခြေအနေမျိုးမှာဆိုရင်တော့ Posco ပြောတာကိုကျွန်တော်လက်ခံပြီးလို့ရတယ်အခုကျတော့ပြင်းပြလိမှာကလူစုံထည့်ပြီးကန်တယ်ကျွန်တော်အတင်းကအဆင့်10မကျော်တော့73-14တောင်မှမသေးကြဘူးဗျာအဲ့လိုအခြေအနေမျိုးမှာဒီယူရိုပါလိမှာဒီဝဲပဲကြံတော့တယ်ဒီဝဲပဲကြံတော့တဲ့အပြင်မှာဖိုင်နယ်ဒီဟာဖလားတာရသွားပြီဆိုတော့နောက်ရဒီမှာကျွန်တော်တို့အတင်းကအများကြီးပြောင်းလဲလုပ်လို့ရသွားပြီအဲ့လိုပုံစံမျိုးတော့ဖြစ်သွားနိုင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်အတင်းမှာကစားသမားတွေရဲ့ကြံ့ခိုင်မှုပိုင်းပြဿနာရှိတယ်ဘယ်နေ့ပဲဖြစ်ဖြစ်ပေါ့နော်ကစားသမားတယောက်ဘယ်ကစားသမားတယောက်နာဝါမလဲဆိုတာကိုစောင့်နေရတဲ့ပုံစံမျိုးဖြစ်နေတာကလည်းတိတ်တော့အဆင်မပြေဘူးဒီလိုအခြေအနေမှာဒီ final ကိုကန်တော့မှာ10ရယ်ပဲကျန်တော့တဲ့အခြေအနေမျိုးမှာကစားသမားတယောက်ကိုထည့်သုံးလိုက်လို့နိုင်ရင်လို့ပေါ့ဗျာအဓိကတော့ဂုံလေးကရ United ရဲ့ standard ရဆိုပြီးနိုင်ရင်လို့ဆိုပြီးထည့်ကန်လိုက်တဲ့အခါမှာဒဏ်ရာရသွားခဲ့ပြီးရှိတော့ final မှာတစ်ခုဖြစ်သွားရင်ဘယ်သူကတာဝန်ယူပေးမှာလဲဆိုတဲ့အပိုင်းရှိတယ်ဒီနေရာမှာကျွန်တော်အမော်ရင်ဘက်ကပေါ့နော်အမော်ရင်ဘက်ကကျတော့ပထမသူတို့ပြောတဲ့ပုံစံကကျတော့ဒီပရီးမီးယားတွေကိုသူလူငယ်တွေပဲသုံးတော့မယ်ဆိုတဲ့ပုံစံမျိုးသူပြောခဲ့တယ်ဒါပေမဲ့တကယ်တမ်းကျမှသူအဲ့လိုမသုံးရဲခဲ့ဘူးပေါ့ Posco လို့ပြောလိုက်တဲ့အချိန်မှာပို့ပြီးတော့စိုးရတယ်သူဒီကကစားမိုက်ကိုထည့်ပြီးတော့အတင်းရှုံးသွားတဲ့အချိန်ဒီမှာဒီကကစားမိုက်ကိုထည့်ပြီးတော့သူအနေနဲ့အဖက်ဆယ်ဖို့စူးစမ်းရတဲ့ပုံစံမျိုးပါကျွန်တော်မြင်လာရတယ်ပေါ့နော်ဒါမျိုးလေးတွေကိုတော့ကျွန်တော်တိတ်တော့သဘောမကျဘူးပေါ့နော်ပြောချင်တာကအရန်နေနဲ့ပဲကံမယ်ဆိုအရန်နေနဲ့ကံမှာသူကဒီသူ့ခံယူချက်ကဒီလိုမျိုးရှိရဆိုသူ့ခံယူချက်တိုင်းပဲသူတွားတင်တယ်အစာတွေကလည်းမော်ရင်အဲ့လိုပုံစံမျိုးဆိုတာသိပြီးသား Washford ကိစ္စမှာဆိုသူကဘူးဆိုလုံးဝဖြုံမသိဘူး343မှာလည်း343 343အဲ့လိုလူတယောက်ကဘေးနာကလက်ချက်နေပြောတာကိုနည်းနည်းလေးနားယောင်သွားတဲ့အခါမှာတော့သူ့အနေနဲ့ဆုံးဖြတ်ချက်တွေမှားသွားတယ်ပေါ့။ဟုတ်ဘာဖြစ်သွားလဲဆိုတော့ယူရိုဒန်ရရောက်သွားတယ်။ယူရိုဒန်ကကန်ကောင်းထောက်မှတာနဲ့မပြင်းဘူးဆိုတော့ညာလဲပဲအကယ်၍ယူရိုဒန်ကအရန်ပြင်းသွားပြီလို့လုပ်။ရိုနီယာမှာဘရူနိုခေါ်နယ်နဲ့နာသွားပြီလို့လုပ်။ရိုနီယာမှာအာမက်တန်ရရောက်သွားရောဘယ်လိုလုပ်မလဲ။ဒါမျိုးလေးတွေကိုကျွန်တော်တို့ကကြိုသေးပြီးတော့လိုရဲပေါ့နော်။ဒါပေမဲ့လေအမော်ရင်ကနေပြီးတော့ဒီဝက်ဆန်နဲ့ပွဲပြီးတဲ့ခါမှာပြောသွားတဲ့စကားတွေကတော်တော်လေးတော့ကောင်းတယ်။ဒါနဲ့အတင်းကကျတော့ယူရိုပါလိမှာဆိုရင်အရန်နိုင်လို့စိတ်ပြင်းထန်တယ်။အသင်းဟာရှုံးနေတာမှဘလို့နိုင်အောင်ကစားရမလဲဆိုတော့ရအောင်ရှာဖွေတက်ပြီးတော့ပရီးမီးယားလိမှာတော့အဲ့လိုမျိုးခံယူချက်မရှိဘူးပေါ့နော်အသင်းအနေနဲ့ပြောမှဆိုတော့သူကကျတော့ယူရိုပါလိဖိုင်နယ်မှာရှုံးတာနိုင်တာတဲ့ပို့ပြီးအရေးကြီးတဲ့ကိစ္စတွေအသင်းမှာရှိနေတယ်ဆိုတဲ့ပုံစံမျိုးသူကပြောရတယ်ဒါလည်းမှန်လားဆိုတော့မှန်တယ်ဒါပေမဲ့အသင်းအနေနဲ့ဘယ်လိုပြောရမလဲပရိသတ်တွေကအစတောက်လျှောက်ရှုံးပွဲတွေရှိလာတယ်မနိုင်ဘူးပရီးမီးယားလိမှာမနိုင်တာတော်တော်ကြာတဲ့အရာကိုကျင်သားရလာတယ်ဒီအရာတွေမှာဆိုပို့ဆိုးတယ်ပရီးမီးယားလိမှာရှုံးနေပါရှုံးနေပါဖြစ်တယ်ဘာမှမဖြစ်တော့တဲ့ပုံစံမျိုးလောက်တွေကိုဖြစ်လာကြတယ်ယူရိုပါလိမှာတော့မရှုံးရင်တော်ပြီဆိုတဲ့အနေအထားမျိုးလောက်တွေဖြစ်လာတယ် AM မှာကျွန်တော်လည်းပါတယ်ပေါ့နော်ဒါ
ကျွန်တော်နေအဲ့လိုမျိုးပေါ့နော်ဒါမျိုးလေးတွေက United ရဲ့အဆင့်နဲ့မကိုက်ညီဘူး Warning ပြောရလဲမှန်တယ်နောက်ရာဒီမှာဒါကျွန်တော်အနေနဲ့ပေါ့နော် Premier League မှာဒါတစ်ပတ်ကိုတပွဲပေါ့အနိုင်ရရှိအောင်မလုပ်နိုင်ဘူးအဲ့လို mindset မျိုးမထားနိုင်ဘူးဆိုရင် Champions League သွားကန်လဲဘာထူးမှလဲတဲ့ပြီးတော့အဲ့လိုမျိုးပုံစံမျိုးအဲ့ဒီ mindset ကိုမပြောင်းလဲနိုင်ဘူးဆိုရင် तू ကဒီယာတို့ကနေသူ့ထုတ်ပါပေါ့အဲ့လိုပုံစံမျိုးလောက်ထိပေါ့ तू အာမခံတဲ့ပုံစံမျိုးပြောလာတဲ့အခါမှာတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ Predict တွေမကောက်ဘူးအတင်းအတွင်းမှာဟိုကအတင်းရဲ့ mindset ကအစမှားယွင်းနေရလို့ကျွန်တော်ခံစားရတယ်ဆိုတော့ Bosco တို့ဖြစ်ချင်တဲ့ standard မျိုးပြန်ရောက်ဖို့ကလည်းလိုအောင်မယ်သူတို့အခုချိန်မှာ United ကိုဝေဖန်နေတယ်ဆိုတာလည်းမမားနေဘူးဒါပေမဲ့ United ဘက်ကနေလည်းဒီအခုချိန်မှာဖလားသလုံးကိုပဲရွေတင်တာလည်းမှန်တယ်ဒါပေမဲ့ဖလားသလုံးယာပြီးသွားသည့်တိုင်အောင်မှာနောက်ရာဒီမှာပေါ့နော်ဖလားအစုံမှာဘယ်ပွဲကိုကံမြန်နိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမနိုင်နေတော့မှဘလို့နိုင်အောင်ကစားရမယ်ဆိုတဲ့အားထုတ်မှုမျိုးပေါ့လိုင်ယွန်နဲ့ပွဲရလို့မျိုးအားထုတ်မှုမျိုးကိုအသင်းအနေနဲ့ပြန်ပြီးတော့အိတ်ကာချာတခုကိုပြန်ပြီးတော့ယူဆောင်လာမှရမယ်လို့တော့ကျွန်တော်ကတော့မြင်နေပါတော့ဟုတ်ကဲ့ပါဒါအခုဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့တကူကြီးအမြင်ပေါ့နော်ဒါကျွန်တော်မဟုတ်ပါဘူးအကုန်လုံးလည်းလိုပဲထင်ပါတယ်ဒါ Manchester United ကိုအရင်ယူသွနေရဲ့ပရိသတ်တွေတော့ဘယ်လိုမြင်လဲတော့မသိဘူးပေါ့ကျွန်တော်လည်းဒီထဲမှာတော့ပါပါတယ်မပါဘူးတော့ပေါ့အခုဆိုလို့ရှိရင် Europa League သာကျွန်တော်တို့ကမရခဲ့လို့ရှိရင်ဒါပေါ့နော်ဖြစ်နိုင်စေပေါ့ Europa League ရနိုင်တာလည်းရှိနိုင်တယ်လို့ Europa League မရနိုင်တာလည်းရှိနိုင်တယ်တစ်ဖက်မှာလည်း Premier League မှာအဆင့်18အထိဖြစ်သွားနိုင်တယ်ဆိုတဲ့အခြေအနေမျိုးလေးလည်းရှိနေတယ်စဉ်းစားကြည့်လေ Manchester United ကအဆင့်18ဆိုတော့ဘယ်တော့မှရှက်ဖို့ကောင်းတယ်ဒီအရာတွေမဖြစ်ချင်လို့အားလုံးကအကောင်းမှုပြောနေကြတာကြီးပဲအဲ့တော့ဒီလိုအခြေအနေမျိုးမှာတော့ကျွန်တော်စောကပြောတဲ့စကားလေးတွေပဲပြောချင်ပါတယ်ကိုအသင်းကိုအားပေးတဲ့နေရာမှာပေါ့အရင်ကြီးပေါ့သိပြီးတော့မယုံဖို့တော့လိုတယ်ဗျ Manchester United ကဘာဆိုဘာမှပြောလို့မရဘူး Champion ဖြစ်ရှင်လည်းဖြစ်နိုင်တယ်လို့အဓိကကတော့သူတို့ဖြစ်ရှင်တယ်လို့ဖြစ်နေတဲ့အသင်းပေါ့နော်အရင်ကမှန်းဆခက်တဲ့အသင်းလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ညီကိုနှစ်ယောက်ကတော့ United အသင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့အမြင်တွေကိုပြပြသွားတာပဲဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့လည်း United အသင်းပေါ့အားပေးတာကိုလည်းအရင်အလွန်ကျူးကျူးမဖြစ်စေဖို့လည်းကျွန်တော်တို့ကတော့ပြောချင်ပါတယ်အဓိကတော့ဒီအသင်းကဖြစ်ချင်တာဖြစ်နေတဲ့ပုံစံမျိုးမှာရှိနေပြီးတော့ဘာမှတိတ်ပြီးယုံစားလို့မရဘူးပေါ့နော်အကယ်၍များ Europa League Final မှာတခုခုများဖြစ်သွားခဲ့ရင်ခံစားရမယ့်လူတွေထဲမှာကျွန်တော်တို့လည်းပါပါတယ်အဲ့လိုမျိုးလည်းမဖြစ်စေချင်ပါဘူးဒီလိုပဲပေါ့နော်နောက်ရာဒီမှာလည်းဒီတက်ပိုကောင်းတဲ့အသင်းသတင်းကိုမြင်ပါလေလို့ပြောရင်းနဲ့ပဲဒီစီစဉ်ကိုဒီမှာပဲရန်နာလိုက်ပါတယ်ဗျ